ရှက်ဘူးလားမသိဘူးသူစားငါရှက်တယ်တကယ်ပဲကျွန်တော်တို့စကားပြောသူစဉ်းစားကြတဲ့ခါနှောင်းနဲ့ပြောဆိုတကူလည်းပဲအရေးပါလားကျွန်တော်ထင်ခဲ့တယ်စားဒီအရာတွေအဲ့လိုအရေးမပါလို့တော့မရှက်ဘူးလားမသိဘူးသူစားငါရှက်တယ်ကျွန်တော်ဒီလိုမျိုးစကားကြီးပြန်ကြားရပါတယ်ကျွန်တော်လည်းထင်ခဲ့ပါတယ်အစားဒါရရှက်စရာကြီးမလုပ်ချင်ပါဘူးမပြောချင်ပါဘူးဆိုပြီးတော့ပေါ့ဒါမဲ့တဖြည်းဖြည်းတိလာတဲ့အရာတစ်ခုကဒီ connect creation ဆိုတဲ့ဒီနေပယ်ထဲမှာရှိရလူတွေကရှိရကိုရဟုတ်မနေဘူးကွာထုံလက်ချီပြီးတော့ရှိနေတာကွာကျွန်တော်တို့ကြီးတဲ့သူတွေနေတဲ့သူတွေမှာအများကြီးကိုမှအများကြီးပဲကွာပြေချာစဉ်းစားကြည့်ရင်ဒါကြီးကရှက်စရာဟုတ်မနေဘူးကွာဒါမဲ့တကယ်ရှက်စရာဘာလဲတိလားကိုမလုံးနေတဲ့အရာတစ်ခုကိုတစ်ဖက်သူကလုံးနေတော့လို့ဆိုပြီးတော့အပြေပြောနေတာမှရှက်စရာကွာဆိုတော့ကျွန်တော်တို့အမြင်ချင်းပြီးတော့တခြားသူတွေဝေဖန်နေမြတ်တာကိုကိုလုံးကြည့်ပါဒီအမြင်ချင်းမိပါလေတော့တကယ်ပဲကျွန်တော်တို့စကားပြောသူစဉ်းစားကြတဲ့ခါနှောင်းနဲ့ပြောဆိုတကူလည်းပဲအရေးပါလားဒါဆိုစဉ်းစားကြည့်ပါကျွန်တော်တို့စကားပြောသူစဉ်းစားကြတဲ့အခါနှောင်းနဲ့ပြောတတ်တဲ့ကျွန်တော်တို့စကားရဲ့အသွားလာစကားရဲ့လိမ့်တဲ့အတိတ်တွေကတခြားသူရဲ့အာရုံစိုက်မှုရမှထင်တာဒါကလည်းမနေပါနဲ့ပေါ့လေဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနေ့နေ့စဉ်စကားပြောစဉ်းစားကြတဲ့အခါအဓိကအရေးပါတာကျွန်တော်ရဲ့စကားပြောမှုဆိုတော့အတန်နဲ့အမြင်ကိုယ်မှုအရာမလို့နေတာဒီအရာကဘလို့ဒီအရေးပါလဲဆိုရင်ဘုမတခုပေးရမယ်ဆိုရင်စနေတခုမှပုံတရုပ်ရှင်ကိုကြည့်ဒီအရာရဲ့အရေးပါမှုနည်းနည်းလေးတော့ရဲမိလို့ချင်ပါတယ်ဆိုတော့နောက်တစ်ခါကိုစကားပြောတဲ့အခါနောက်အမှုအရာမဟုတ်တခြားအရာတွေကဒီထားကြည့်ကြည့်ပါဦးကျွန်တော်ထင်ခဲ့တယ်စားဒီအရာရဲ့အဲ့လိုအရေးမပါလို့ပါဘူးဒါပေမဲ့ကျွန်တော်သိလိုက်ရတာဒီအရာတွေကလည်းလူတိုင်းအတွက်ရေးပါတယ်ဆိုတာသိကြတယ်ဒါဆိုတော့အခုလိုခက်ကြီးတဲ့မှာနေရာဘောတော့ကဝင်လာနေတဲ့ပြဿနာမျိုးကြောင့်ပဲဒီအရာကအရေးပါတယ်လို့ကျွန်တော်ထင်တယ်ပေါ့လေအဲ့ဒါကတော့စိတ်ကျမ်းမာရေးပဲဖြစ်ပါတယ်ဟုတ်ပါဒါပေမဲ့ကျွန်တော်လည်းမကောင်းတဲ့ခံစားချက်တွေမကောင်းတဲ့နာကျင်မှုတွေကတော့လူတော်တော်များကြီးစနေမရှိကြပါဘူးကျွန်တော်ဒီစိတ်ကျမ်းမာရေးကဘာကြောင့်အရေးပါလဲဆိုတော့ကျွန်တော်ရဲ့စိတ်ထဲမှာအဆင်မပြေနေဘူးဆိုရင်တွာလာကအဆုံးတတော့တဖြစ်တယ်လို့ခံရရမှာမဟုတ်ပါဘူးကျွန်တော်ရဲ့စိတ်ထဲမှာကြည်နေမှဒီအထိုင်ရတယ်တတော့ဖြစ်နေကိုနေတဲ့လောက်ဆိုခံမဲ့အရာတွေကိုလည်းပေါ်နဲ့လောက်ဆောင်နေမှာကွာဆိုတော့အားလုံးမ view စိတ်ကြပါ